ဘောလုံးသမိုင်းတစ်လျှောက်ပြက်ကလေးတစ်နှစ်အတွင်းဂိုးသွင်းအများဆုံးကစားသမား9ယောက်အားလုံးမင်္ဂလာပါတချို့နာမည်ကြီးဘောလုံးကစားသမားတွေအနေနဲ့တရားစီတွန်းမှာ9-20-30သွင်းယူနိုင်တယ်ဆိုပေမဲ့ပြက်ကလေးတစ်နှစ်အတွင်းမှာဂိုးပေါင်းများစွာသွင်းယူနိုင်မှုကတော့တော်လေးခက်ခဲပါတယ်နောက်ပြီးအဲ့လိုသွင်းယူနိုင်ခဲ့တဲ့ကစားသမားအရေးအတွက်ကလည်းလက်ချိုးရည်လို့ရတာဖြစ်ပြီးဒီနေ့မှာတော့အဲ့ဒီကစားသမားတွေထဲကမှ9ယောက်ကိုဖော်ပြလို့တင်ဆက်ပေးချင်ပါတယ်နံပါတ်5 Romero Brazil Basco Digama Brazil ကနဝင်တိုက်စစ်မှုကြီး Romero ကတော့သူ့ရဲ့ဂိုးသွင်းဆိုင်ရေးကောင်းမွန်မှုတွေနေရာယူပုံကောင်းမွန်မှုတွေနဲ့အတူဂိုးပေါင်းများစွာသွင်းယူခဲ့တာပါ Romero အနေနဲ့2000ခုနှစ်မှာပြက်ကလေးတစ်နှစ်အတွင်းဂိုးသွင်းများဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပြီး Brazil Basco Digama အသင်းတော်နဲ့အတူသွင်းဂိုး82ဂိုးထိကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်နံပါတ်4 Zico Brazil Flamengo Brazil ခွင့်နဲ့တိုက်စစ်ကစားသမားကြီး Zico ကလည်းသူ့ရဲ့လေကောက်ကျော်ပြမှုစွမ်းရည်တွေတိုက်စစ်လိုက်ပါနိုင်မှုတွေနဲ့အတူဂိုးပေါင်းများစွာသွင်းယူနိုင်ခဲ့တဲ့သူပါဇီကိုအနေနဲ့1989ခုနှစ်မှာပြက်ကလေးတစ်နှစ်အတွင်းဂိုးသွင်းများဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပြီးဘရာဇီးဖလာမင်ဂိုအသင်းတို့နဲ့အတူသွင်းဂိုး82ဂိုးထိကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်နံပါတ်3ပီလီဘရာဇီးဆန်တိုဘရာဇီးသမိုင်းရဲ့အကောင်းဆုံးကစားသမားဖြစ်တဲ့ပီလီကတော့ပြက်ကလေးတစ်နှစ်အတွင်းဂိုးသွင်းများဆုံးစံချိန်ကိုအသက်18နှစ်နဲ့တင်နိုင်ခဲ့တာပါပီလီအနေနဲ့1958ခုနှစ်မှာဂိုးသွင်းများဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပြီးဘရာဇီးဆန်တိုအသင်းတို့နဲ့အတူသွင်းဂိုးပေါင်း85ဂိုးထိကိုသွင်းယူနိုင်ခဲ့သလိုကမ္ဘာ့ဖလားချန်ပီယံဆုကြီးကိုပါသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်နံပါတ်2ဂမ်မူလာဂျာမနီဘိုင်ယန်မြူးနစ်ဂျာမနီနဲ့ဘိုင်ယန်မြူးနစ်ရဲ့ဂန်နိုဝင်ကစားသမားကြီးဂမ်မူလာကတော့ဒီစီရဲ့နံပါတ်2နေရာမှာရပ်တည်နေခဲ့တာပါဂမ်မူလာအနေနဲ့1992ခုနှစ်မှာပြက်ကလေးတစ်နှစ်အတွင်းဂိုးသွင်းများဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပြီးဂျာမနီဘိုင်ယန်မြူးနစ်အသင်းတို့နဲ့အတူသွင်းဂိုးပေါင်း85ဂိုးထိကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်ဘောလုံးသမိုင်းတစ်လျှောက်ပြက်ကလေးတစ်နှစ်အတွင်းဂိုးသွင်းများဆုံးကစားသမားကဘယ်သူဖြစ်မဲ့တင်ကြလဲဗျဒီကစားသမားကကမ္ဘာ့အကောင်းဆုံးကစားသမားလို့သတ်မှတ်ခံရတဲ့သူဖြစ်ပြီးပြက်ကလေးတစ်နှစ်အတွင်းမှာသွင်းဂိုးပေါင်း92ဂိုးထိကိုသွင်းယူထားနိုင်ခဲ့တာပါဒီကစားသမားကဘယ်သူပြုံလဲဆိုတာကိုမမှခံမှန်းပြသခဲ့ကြပါဦး